PUBG မှာနေတိုင်းဒီပါ player တွေတော်တော်များများကြုံတွေ့နေရတဲ့ player မျိုးစားလေးမျိုးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Number 1 ပစ္စည်း special ကောက်တဲ့ player လေထီးစင်းပြရနဲ့ level 2 ပတ်ပြည့်အောင်ကောက်မယ် level 2 ပတ်ပြည့်ရနဲ့ level 3 ပတ်ထပ်ရှာပြီးတော့ level 3 ပတ်ပါပြည့်အောင်ထပ်ကောက်မယ်နောက်ဆုံးပွဲရပြီးသွားပြီသူတို့ကပစ္စည်းကကောက်လို့ပြီးသေးဘူးပွဲစားတွေကကောက်လိုက်တာခုချိန်ကြီးကောက်လို့မပြီးသေးဘူးဆိုတဲ့ player မျိုးပြောဖြစ်ပါတယ်Number 2ဘောလူတက်တဲ့ player ကိုကဘောတွေ့လို့တစ်ချက်လောက်ပဲပြည့်ရသေးတယ်သူကအိုက်ဘော့ကိုခေးပြီးသွားပြီမီတာ200လောက်ကဘောတန်ကြားနဲ့သူကသွားပစ်ပြီးသွားပြီတခါတလေသူတယောက်တည်းရှိနေတဲ့အချိန်ဘောလာရင်တော့အဘော့ကိုတယောက်တည်းလူတက်နေတဲ့ player မျိုးပြောပါNumber 3အမြင့်ကြိုက်တဲ့ player သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းအပေါ်တနေရာမှာရှိပဲစုံလာရင်စိတ်ဆုံနဲ့ဝင်တယ်အပေါ်ထက်တက်တယ်ပွဲပြီးသွားတဲ့အထိသူကအမြင့်ကိုမစင်းတဲ့ player မျိုးပြောပါကြည့်ရတာအဲ့ player တွေကအမျိုးကင်းကိုတိတ်ကြော်ကြိုက်တဲ့ player တွေပဲထင်ပါတယ်Number 4 လိုက်လူတဲ့ player ဆိုတော့ပချီထဲမှာလည်းလူရမှုတွေအများကြီးရှိပါတယ်လေထီးစင်းကလေးကကိုကောက်မဲ့ဂန်းလိုက်လူတယ်ကိုပြစ်မဲ့ဘော့ကိုလိုက်လူတယ်ကားပါလိုက်လူတယ်အန်မီပုံးကစားအဲ့ထဲမှာပါတဲ့ပစ္စည်းတွေလိုက်လူတယ်နောက်ဆုံး MVP ပါလိုက်လူတဲ့ player မျိုးကိုပြောတာဖြစ်ပါတယ်ဆိုတော့ brother တို့ကိုယ်တိုင်ကရောဘယ်လိုလူတွေနဲ့ခဏခဏကြုံနေရလဲbrother တို့ကိုယ်တိုင်ကရောဘယ်လိုလူမျိုးလဲဒုတိယလူလားဒါမှမဟုတ်အချစ်မခံရတဲ့လူလားဆိုတော့ comment မှာဖြေသွားပေးကြပါအောင်ဗျာကျွန်တော်ကတော့ sponsor ပဲဖြစ်ပါတယ်